သူတို့တွေကရတာကတခြားဘဝကိုရနေတာလားလူဘဝကိုရနေတာလားလူဘဝကိုရနေတာပါဗျာအဲ့ဒီရနေတဲ့လူဘဝတစ်ခုပြန်ကြည့်လိုက်တော့တခြားဘာသာလားဗုဒ္ဓဘာသာဝင်နေလားဗုဒ္ဓဘာသာဝင်ပါဗျာဒါဖြင့်ဗုဒ္ဓဘာသာဝင်မှာရည်ရွယ်ချက်ဆိုတာရှိတယ်ဘာဆိုတာရှိတယ်ရည်ရွယ်ချက်ဆိုတာရှိပါရည်ရွယ်ချက်ရှိသလိုပန်းတိုင်ဆိုတာလည်းမရှိရတာလားရှိရတာလားရှိရပါတယ်ဘုရားတွေရဲ့ပန်းတိုင်ကတခြားလားနိဗ္ဗာန်လားကွယ်နိဗ္ဗာန်ပါဗျာတခြားဘဝကိုရနေတာလားလူဘဝကိုရနေတာလားလူဘဝကိုရနေတာပါဗျာငရဲဘဝကိုရရင်လူဘဝရောက်နေမှာငရဲဘဝရရင်နိဗ္ဗာန်ကိုရောက်နိုင်မှာမလားမနိုင်ပါဘူးတိရစ္ဆာန်ဘဝရောက်ရင်တော့မရနိုင်ပါဘူးပြိတ္တာဘဝရောက်ရင်တော့မရနိုင်အတူတကယ်ဘဝရောက်ရင်ကိုဒါပေမဲ့အပင်လေးပုံကိုရောက်နေရင်တခြားနဲ့ဝေးမာလားနိဗ္ဗာန်နဲ့ဝေးမာလားနိဗ္ဗာန်နဲ့ဝေးမာပါဗျာဒီနလောကပြမပြေပြမပြေလောကရောက်နေပြန်ရင်လည်းပဲနိဗ္ဗာန်ရောက်ရရောက်ကြောင်းအလုပ်ကိုလုပ်နိုင်ပါမလားလုပ်နိုင်ပါဘူးဗျာဒါဆိုနိဗ္ဗာန်ရကြောင်းအလုပ်ကိုလုပ်နိုင်တယ်ဆိုတာတခြားဘဝမှာလုပ်နိုင်တာလားလူဘဝမှာလုပ်နိုင်တာလားလူဘဝမှာလုပ်နိုင်တာဒါဆိုတို့တွေရဲ့ရထားတဲ့လူဘဝကြီးမှာအနမတက်ကသံဃာအဆက်ဆက်ကမပြင်းမသင်မပြင်းမတိုက်တော့အပြစ်ကြီးအပြစ်ငယ်မရှိနိုင်တာလားရှိနိုင်တာလားရှိနိုင်ပါဗျာမပြင်းမသင်မပြင်းမတိုက်တော့ပုဂ္ဂိုလ်ကြီးအပေါ်မှာကာယကံနဲ့သော၎င်းဝစီကံနဲ့သော၎င်းမနောကံနဲ့သော၎င်းပြင်းမမိခဲ့သည်ရှိသောနိဗ္ဗာန်ကိုရောက်စေတတ်တဲ့ဓမ္မအန္တရေဓမ္မန္တရေပြု၍နိဗ္ဗာန်နဲ့အလံဝေးနိုင်တယ်အလံမဝေးနိုင်လားအလံဝေးနိုင်လားတရားအလုံးအမထုတ်လို့လားတရားအလုံးအထုတ်ပါလျင်းနဲ့ဝေးရတာလားတရားအလုံးအထုတ်ပါလျင်းနဲ့ဘာကြောင့်နိဗ္ဗာန်နဲ့အလံဝေးနေရတာတော့ဆိုတော့အပြစ်တွေရှိရင်ဒီလိုဘာတွေရှိနေသေးလို့အပြစ်တွေရှိနေသမျှကာလပတ်လုံးဝိကျွတ်တဲ့တန်ត្រာလွတ်မြောက်တဲ့နိဗ္ဗာန်ကိုမရောက်နိုင်ဘူးလို့မှတ်လိုက်ပါတို့တွေကိုမပြောနဲ့လေတို့တွေကိုကိုယ်တော်မူတဲ့မြတ်ဗုဒ္ဓဘုရားရှင်ကိုတော်မြတ်ကြီးတော်မှာနိဗ္ဗာန်စံမြဲဖို့အတွက်ဝိပဿနာ12ပါးမချေခဲ့ရတာလားရှိခဲ့ရတာလားရှိရတာပါဗျာရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးလည်းပဲဝိပဿနာမလိုက်ဘူးလားရှင်မောကလန်ကိုတော်မြတ်ကြီးလည်းဝိပဿနာမလိုက်တာလားလိုက်တာလားပရိနိဗ္ဗာန်စံဃာနည်းလေနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်အနတ်မတက်ကတန်ត្រာအဆက်ဆက်ကတင်ခဲ့တဲ့ဝိကျွေးတွေကိုမရှိခဲ့ရတာလားရှိခဲ့ရတာလားရှိရပါဘူးဒါဆိုဝိတ္တန်ကြီးနဲ့နိဗ္ဗာန်ရောက်တယ်ဆိုတာရှိရလားရှိပါဘူးဒါဆိုတို့တွေကလည်းနိဗ္ဗာန်မရောက်ချင်တာလားရောက်ချင်တာလားနိဗ္ဗာန်ကိုရောက်ရင်အနတ်မတက်ကတန်ត្រာအဆက်ဆက်ကမတိမမြင်ခဲ့တဲ့အချိန်ကာလကဝိကျွေးတွေရှိခဲ့ရင်ဒီနေ့ကြည်အောင်မဆက်တင်တာလားဆက်တင်တာလားဆက်တင်ပါဗျာကဲဆက်ကြရအောင်ဗျလက်ဦးလေးချီလိုက်ဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်တန်ត្រာမစ၍ယနေ့တိုင်အောင်တန်ត្រာမစ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဂုဏ်ကျေးဇူးကြီးမားကြကုန်သောဘုရားရှင်တို့၏အပေါ်၌ဘုရားရှင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံကာယကံဝစီကံမနောကံသုံးပါးသောကံတို့နှင့်သုံးပါးသောကံတို့နှင့်ပြမမိခဲ့သည်ရှိသောပြမမိခဲ့သည်ရှိသောထိုအဖြစ်တို့မှာထိုအဖြစ်တို့မှာရောက်ကင်းပါစေခြင်းအကျိုးငါရောက်ကင်းပါစေခြင်းအကျိုးငါယုသည်မြတ်တို့လက်ဆုံးမိုး၍လက်ဆုံးမိုး၍ရှိကိုကရောပါ၏အရှင်ဘုရားရှိကိုကရောပါ၏အရှင်ဘုရားဥချလိုက်ဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်တန်ត្រာမစပြီးယနေ့တိုင်အောင်တန်ត្រာမစ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဂုဏ်ကျေးဇူးကြီးမားကြကုန်သောပစ္စေကဗုဒ္ဓတို့၏အရှင်ဘော၌ပစ္စေကဗုဒ္ဓတို့၏အရှင်ဘော၌ကာယကံဝစီကံမနောကံကာယကံဝစီကံမနောကံသုံးပါးသောကံတို့နှင့်သုံးပါးသောကံတို့နှင့်ပြမမိခဲ့သည်ရှိသောပြမမိခဲ့သည်ရှိသောထိုအ
ပြီတို့မှာယောက်ျင်းပါစေခြင်းအကျိုးငါလူသည်မြန်တို့လက်ဆုံးမှု၍ရှိကိုကြောပါ၏အရှင်ဖယားဖယားတပည့်တော်တို့သည်တန်တရာမှစပြီးယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောအက္ခပါဝကအာတာဝကတို့ရပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့နှင့်ပြင်းမာမိခဲ့သည်ရှိသောဘုအပြည်တို့မှာယောက်ျင်းပါစေခြင်းအကျိုးငါယူသည်မြတ်တို့လက်ဆုံးမှု၍ရှိကိုကြောပါ၏အရှင်ဖယားဥရှာလိုက်ဖယားတပည့်တော်တို့သည်တန်တရာမှစပြီးယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောယဟန္တာအရှင်မြတ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့နှင့်ပြင်းမာမိခဲ့သည်ရှိသောဘုအပြည်တို့မှာပြောင်းကင်းပါစေခြင်းအကျိုးငါယူသည်မြတ်တို့လက်ဆုံးမှု၍ရှိကိုကြောပါ၏အရှင်ဖယားဖယားရဲ့အပေါ်မှာတို့ကာယကံဝစီကံမနောကံနဲ့ပြင်းမှမိခဲ့ရင်နော်မှန်ပါပါမိုးမပြိုဘူးပြိုခဲ့သည်ရှိသောမပြင်းမှမိဘူးပြင်းမှမိခဲ့သည်ရှိသောမေတ္တာဖို့တာမဖြစ်ဘူးအပြစ်တွေကိုဝင်ရှာမတောင်းပန်ရမလားတောင်းပန်ရမလားတောင်းပန်ရပါဗျာပြစ်စေကဗုဒ္ဓဧကတဝကမဟာတဝကယန္နာအရှင်သူမြတ်တို့အပေါ်မှာလေးပဲတဘဝမဟုတ်တဘဝအပြစ်တွေမရှိနိုင်တာလားရှိနိုင်တာလားရှိနိုင်ပါဗျာရှိကောရှိရလားရှိဖယားပေါ်မှာလည်းမရှိနိုင်ဘူးပြစ်စေကဗုဒ္ဓအပေါ်မှာလည်းမရှိနိုင်ဘူးအကယ်လို့များမိုးမပြိုဘူးပြိုခဲ့သည်ရှိသောမပြင်းမမိဘူးပြင်းမမိခဲ့သည်ရှိသောကိလေသာအကျွင်းအကြံမရှိမဲ့ညာကိုမျက်မှောက်ပြုတ်နိုင်ဖို့အပြစ်တွေကိုဝန်ရှာမတောင်းပန်ရမလားတောင်းပန်ရမလားတောင်းပန်ရပါဗျာအခု80သွားရင်တော့အပြစ်တွေကတွေ့တော့မယ်နော်ဖယားတပည့်တော်တို့သည်တန်တရာမှစပြီးယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ညွတ်ကိုင်းလိုက်ပါကိုယ်မွေးဖွားတဲ့အမိပေါ်မှာပြစ်မှားခဲ့တဲ့အဖြစ်ဒီဟိုငယ်ငယ်လေးတွေကနော်အမိကိုရှင်းဆုံးတန်းခဲ့တာတွေအမိကိုကုတ်ဖယ်ခဲ့တာတွေအမိစပင်းတွေကိုဆွဲဆောင်ခဲ့တာတွေအမိပြောတဲ့စကားနားမထောင်ခဲ့တာတွေအမိစိတ်စိမ်အောင်ထိုလောကကလွတ်ခဲ့တာတွေမရှိနိုင်တာလားရှိနိုင်တာလားရှိနိုင်ပါတယ်ဗျာဖယားတပည့်တော်တို့သည်တန်တရာမဆာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့နှင့်ပြင်းမာမိခဲ့သည်ရှိသောထိုအဖြစ်တို့မှာပြောင်းကင်းပါစေခြင်းအကျိုးငါယူသည်မြတ်တို့လက်ဆုံးမှု၍ရှိကိုကြောပါ၏အရှင်ဖယားဒ
တို့တွေအမေကိုအာယုံပြုပြီးတော့ကတော့နော် မှန်ပါပါ အမေပြီးတော့အဖေကိုသွားမယ်ဖယားတပည့်တော်တို့သည်ဖယားတပည့်တော်တို့သည်တန္တရာမှစပြီးယနေ့တိုင်အောင်တန္တရာမှစပြီးယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောဂုံကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံကာယကံဝစီကံမနောကံသုံးပါးသောကံတို့နှင့်သုံးပါးသောကံတို့နှင့်ပြမမိခဲ့သည်ရှိသောပြမမိခဲ့သည်ရှိသောကိုအဖြစ်တို့မှာကိုအဖြစ်တို့မှာပြောင်းကင်းပါစေခြင်းအကျိုးမှာပြောင်းကင်းပါစေခြင်းအကျိုးမှာယူသည်မြတ်နုယူသည်မြတ်နုလက်ဆုံးမို့၍လက်ဆုံးမို့၍ရှိကိုကရောပါ၏အရှင်ဘုရားရှိကိုကရောပါ၏အရှင်ဘုရားအမေကိုအာယုပြုကတော့အဖေကိုအာယုပြုပြီးတော့ကတော့နော်တို့ငယ်စဉ်တော်ကြီးခလိဘဝကအစထားပြီးတော့ယနေ့ရှင်ကာလတိတင်ဆရာမြင်ဆရာကြားဆရာကြီးမရှိဘူးလားရှိပါတယ်ခင်ဗျာငယ်စဉ်တော်ကြီးခလိဘဝတို့ကဆရာသမားတွေအပေါ်မှာမပြင်းမခဲ့တာလားပြင်းမခဲ့တာလားပြင်းမခဲ့တာဆရာကရိုက်လေးလေးဆရာကငေါက်လေးလေးဆရာကဆူလေးလေးဆရာအပေါ်မှာအမျိုးမျိုးအပေါ်မှာစိတ်ကနေမပြင်းမတာလားပြင်းမတာလားအဲ့ဒီလိုအပြစ်တွေတို့ရဲ့တန်တန်မှာရှိရင်မညံပူညံကိုအဟံတာဖြစ်စေလို့နော်ဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်တန်တရာမှစပြီးယနေ့တိုင်အောင်တန်တရာမှစပြီးယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောဂုံကျေးဇူးကြီးမားကြကုန်သောသင်ဆရာမြင်ဆရာသင်ဆရာမြင်ဆရာကြားဆရာတို့၏အပေါ်၌ကြားဆရာတို့၏အပေါ်၌ကာယကံဝစီကံမနောကံကာယကံဝစီကံမနောကံသုံးပါးသောကံတို့နှင့်သုံးပါးသောကံတို့နှင့်ပြမမိခဲ့သည်ရှိသောပြမမိခဲ့သည်ရှိသောဘုရားပြည်တို့မှာဘုရားပြည်တို့မှာပြောင်းကင်းပါစေခြင်းအကျိုးငါပြောင်းကင်းပါစေခြင်းအကျိုးငါယူသည်မြတ်နုလက်ဆုံးမို့၍လက်ဆုံးမို့၍ရှိခိုးကြတော်ပါ၏အရှင်ဘုရားရှိခိုးကြတော်ပါ၏အရှင်ဘုရားဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်တန်တရာမစပြီးယနေ့တိုင်အောင်တန်တရာမစပြီးယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောဂုံကျေးဇူးကြီးမားကြကုန်သောအသက်သိက္ခာအသက်သိက္ခာဘုံဝါကြီးမားကြသောဘုံဝါကြီးမားကြသောပုဂ္ဂိုလ်တို့၏အပေါ်၌ပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံကာယကံဝစီကံမနောကံသုံးပါးသောကံတို့နှင့်သုံးပါးသောကံတို့နှင့်ပြမမိခဲ့သည်ရှိသောပြမမိခဲ့သည်ရှိသောဘုရားပြည်တို့မှာဘုရားပြည်တို့မှာပြောင်းကင်းပါစေခြင်းအကျိုးငါပြောင်းကင်းပါစေခြင်းအကျိုးငါယူသည်မြတ်နုယူသည်မြတ်နုလက်ဆုံးမို့၍လက်ဆုံးမို့၍ရှိကိုကြတော်ပါ၏အရှင်ဘုရားရှိကိုကြတော်ပါ၏အရှင်ဘုရားဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်တန်တရာမှစပြီးယနေ့တိုင်အောင်တန်တရာမှစပြီးယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောဂုံကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုတရားဓမ္မတို့ကိုသင်ပြပေးတတ်သောသင်ပြပေးတတ်သောဆရာသမားတို့၏အပေါ်၌ဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံကာယကံဝစီကံမနောကံသုံးပါးသောကံတို့နှင့်သုံးပါးသောကံတို့နှင့်ပြမမိခဲ့သည်ရှိသောပြမမိခဲ့သည်ရှိသောဘုရားပြည်တို့မှာဘုရားပြည်တို့မှာပြောင်းကင်းပါစေခြင်းအကျိုးငါပြောင်းကင်းပါစေခြင်းအကျိုးငါယူသည်မြတ်နုယူသည်မြတ်နုလက်ဆုံးမို့၍လက်ဆုံးမို့၍ရှိကိုကြတော်ပါ၏အရှင်ဘုရားရှိကိုကြတော်ပါ၏အရှင်ဘုရားဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်တန်တရာမှစပြီးယနေ့တိုင်အောင်တန်တရာမှစပြီးယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောဂုံကျေးဇူးကြီးမားကြကုန်သောသမင်းတလုံးသမင်းတလုံးရေတမုတ်ရေတမုတ်ဦးကြီးဆောင်ချောက်ကြသောဦးကြီး
ကျေးဇူးရှင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့နှင့်ပြမမိဂတိရှိသောထိုအဖြစ်တို့မှာပြောင်းကင်းပါစေခြင်းအကျိုးငှာလူသည်မြတ်တို့လက်ဆုံးမိုး၍ချီကိုကရပါ၏အရှင်ဘုရားသာဓုလေးခေါ်လိုက်ဘဝတန္တရာဆက်ဆက်ကတောဆလာကြသည့်တန္တရာဆွေတော်မျိုးတော်အလုံးသောတတိတကာရမအပေါင်းသူတော်ကောင်းတို့လက်ဥပရိသရှာထာကာယကဒုက္ခစေတသိကဒုက္ခဒုက္ခနှဖျားကျမ်းညာမမချမ်းချမ်းသာသာဖြင့်တရားဓမ္မကိုနာယူကြမှတ်သားကြတို့တွေကတခြားဘဝကိုရနေတာလားလူဘဝကိုရနေတာလားအဲ့ဒီရနေတဲ့လူဘဝသည်ဘယ်နေဘုံသားလေးလို့ဆိုတော့ကာမနေဘုံသားဘယ်နေဘုံသားတို့တွေကကာမဘုံထဲမှာမနေရတာလားနေရတာလားစိတ်အစဉ်ကကာမဂုဏ်တွေကိုမခံစားတာလားခံစားတာလားပုဂ္ဂိုလ်တ attva ကခံစားတာလားစိတ်ကခံစားတာလားစိတ်ကလေးရဲ့ဘောမှာကာမဂုဏ်တွေကမိပြီးတော့ကာမဂုဏ်မိတဲ့စိတ်ကာမဂုဏ်ရှင်တဲ့စိတ်ကာမဂုဏ်တွဲတဲ့စိတ်နဲ့အာယုံ၅ပါးကာမဂုဏ်တရားရဲ့အပေါ်မှာမပျော်မွေ့နေတာလားပျော်မွေ့နေတာလားပျော်မွေ့နေတာပါဗျာအဲ့ဒါအာယုံ၅ပါးကာမဂုဏ်တရားဆိုတာတခြားတရားလားကိလေသာတရားလားကိလေသာတရားအဲ့ဒီကိလေသာတရားဘယ်မှာကိန်းလုံးလို့ဆိုတော့စိတ်မှာကိန်းနေတဲ့ကာမဂုဏ်ဆိုတဲ့ကိလေသာတရားဘယ်မှာကိန်းနေစိတ်မှာကိန်းပါတယ်ဒါဆိုရင်စိတ်ကိုကိန်းနေတဲ့ကိလေသာဘာမှာကိန်းနေတဲ့ကိလေသာစိတ်မှာကိန်းနေတဲ့ကိလေသာကိလေသာကနှိမ့်ဆက်လေးလေးစိတ်ကပင်ပန်းလေးလေးကိလေသာကနှိမ့်ဆက်လေးလေးစိတ်ကပင်ပန်းလေးပါဗျာစိတ်ကတို့တွေမပင်ပန်းခြင်းမပင်ပန်းခြင်းလားမပင်ပန်းခြင်းမူလားမပင်ပန်းခြင်းမပင်ခြင်းမပင်ပန်းခြင်းညာတော်လေအမြင်အာယုအကြံအာယုအနတ်အာယုဟုတ်လားအာယုကာမဂုဏ်တရားတွေကမပေါ်နေတာလားပေါ်နေတာလားပေါ်နေပါတယ်အာယုကာမဂုဏ်ကိုအာယုကာမဂုဏ်လို့မပွားများနိုင်တော့မရှုမှနိုင်တော့စိတ်မှာကိလေသာဓာတ်တွေကမပေါ်တာလားပေါ်တာလားပေါ်ပါတယ်စိတ်မှာကိလေသာကိန်းနေသမျှကာလပတ်လုံးနိဗ္ဗာန်ကိုရောက်မှာလားနိဗ္ဗာန်ကိုဝေးမှာလားနိဗ္ဗာန်ကိုဝေးမှာပါဒါဆိုအဲ့ဒီဆွေတော်ပေါင်းမျိုးတော်ပေါင်းတွေကတခြားကိုရောက်ချင်တာလားနိဗ္ဗာန်ကိုရောက်ချင်တာလားနိဗ္ဗာန်ကိုရောက်ချင်တာပါဒါဆိုရင်နိဗ္ဗာန်ကိုရောက်ချင်တဲ့အဲ့ဒီဆွေတော်တွေမျိုးတော်တို့ဒီတခြားကိုပယ်တတ်မှာလားကိလေသာကိုပယ်တတ်ရမှာလားကိလေသာကိုပယ်တတ်ရမှာကိလေသာကိုပယ်တတ်မယ်ဆိုတော့တခြားကိုမြင်အောင်ကြည့်မှာလားစိတ်ကိုမြင်အောင်ကြည့်မှာလားစိတ်ကိုမြင်အောင်ကြည့်ပါစိတ်ကိုစိတ်လို့မြင်လိုက်တာနဲ့စိတ်ကိုစိတ်လို့သိလိုက်တာနဲ့အသိရဲ့အောက်မှာစိတ်ဒီရှိတာတွေ့သလားမရှိတာတွေ့သလားရှိတာတွေ့ပါစိတ်ကလေးပေါ်တော့ကတော့မပေါ်ဘူးလားပေါ်ပါတယ်ကြည့်မဲ့ကြံတော့ရှိသေးသလားရှိပါဘူးဒါဆိုဒီစိတ်ကပေါ်ယုံပြောက်ယုံလေးပေါ့ဒီစိတ်ကလေးကပေါ်ယုံပြောက်ယုံအခုလေအဲ့ဒီဆွေတော်တို့မျိုးတော်တို့ဘုန်းဘုန်းတို့တည်းအခုဘာလုပ်နေကြတော့တရားနာနေတယ်လို့မသိဘူးလားသိပါတယ်ယောက်ျားလားမိန်းမလားပုဂ္ဂိုလ်တ attva လားတရားနာနေတယ်လို့သိနေတဲ့ဒီအသိလေးဒီတခြားလားစိတ်လားစိတ်ပါအဲ့ဒီစိတ်ကိုစိတ်လို့သိလိုက်စမ်းစိတ်ကိုစိတ်လို့သိလိုက်ပြီနော်သိနေတဲ့ဒီစိတ်ထဲမှာလောဘပါရဲ့လားဒေါသပါရဲ့လားမောဟပါရဲ့လားစိတ်ကိုစိတ်လို့လည်းမသိလဲရောလောဘကကတ်တာပြီဒေါသကကတ်လာပြီမောဟကကတ်လာတာဟောနားလေလားစိတ်ကိုစိတ်လို့သိလိုက်တာနဲ့ပဲနဲ့လောဘကပယ်ပြီးသားဒေါသကပယ်ပြီးသားမောဟကပယ်ပြီးသားလောဘဒေါသမောဟဆိုတာတခြားတရားလားကိလေသာတရားလားကိလေသာတရား
အဲ့တော့စိတ်ကိုပယ်မာလားကိလေသာကိုပယ်မာလားကိလေသာကိုပယ်မယ်ဆိုတော့ဘသူကိုမြင်အောင်ကြည့်စိတ်ကိုမြင်အောင်ကြည့်ဘသူကိုမြင်အောင်ကြည့်စိတ်ကိုမြင်အောင်ကြည့်လိုက်တော့စိတ်ကိုမသိဘူးလားသိလိုက်တယ်လည်းပဲနဲ့အသိဉာဏ်အောင်မှဒီစိတ်ရှိသေးသလားမရှိတော့ဘူးလို့သိနေတဲ့ဒီစိတ်လောဘကတ်ရှင်ရသေးသလားဒေါသကိုကတ်ရှင်ရသေးသလားမောဟကိုကတ်ရှင်ရသေးသလားတခြားကိုပယ်လိုက်တာလားကိလေသာကိုပယ်လိုက်တာလားတခြားငြိမ်းသွားတာလားကိလေသာငြိမ်းသွားတာလားဒါတို့မှတော့ဒီမှာစိတ်ကလေးမရှိဘူးလားဘာငြိမ်းနေစိတ်ကိလေသာငြိမ်းနေစိတ်ဘာငြိမ်းနေစိတ်အဲ့ဒီကိလေသာငြိမ်းနေစိတ်ကိုအမြင်အာယုံနဲ့အာယုံပြုတာမဟုတ်လို့အမြင်နိဗ္ဗာန်လို့မှတ်လိုက်ပါ။ဘာနိဗ္ဗာန်။အမြင်နိဗ္ဗာန်ပါဗျာ။တခြားနဲ့မြင်တာလားဉာဏ်နဲ့မြင်တာလား။ဉာဏ်နဲ့မြင်တာ။ဉာဏ်နဲ့ပွင့်လာအောင်ဉာဏ်နဲ့ထက်မြက်လာအောင်ဉာဏ်နဲ့အားကောင်းလာအောင်ဉာဏ်ရဲ့အပေါ်မှာဖုံးအုပ်နေတဲ့တိမ်တလာကိလေသာမြူကိုးတွေကိုမပယ်တတ်ရမှာလားပယ်တတ်ရမှာလားပယ်တတ်ရမှာပါဗျာ။ခီလာပြောတာနားလေရဲ့လား။နားလေပါ။ဉာဏ်ရဲ့အပေါ်မှာမထင်ရှားအောင်မသေးခွဲအောင်ဟုတ်လားဖုံးအုပ်နေတာတခြားလားကိလေသာတရားလားအဲ့ဒီကိလေသာတရားကိုမပယ်တတ်ရမှာလားပယ်တတ်ရမှာလားတခြားနဲ့ပယ်တတ်မှာလားဉာဏ်နဲ့ပယ်တတ်မှာလားဉာဏ်နဲ့ပယ်တတ်မယ်ဆိုတော့တခြားကိုမြင်အောင်ကြည့်မှာလားစိတ်ကိုမြင်အောင်ကြည့်မှာလားစိတ်ကိုမြင်အောင်ကြည့်ပါစိတ်ကိုသိလိုက်စိတ်ကိုသိပြီလားတို့မှနားမပါဘူးလားပါပါတယ်ဗျာအခုဘာပြသေးလဲဘာစိတ်ပေါ်သေးတယ်ပေါ်ခြင်းလို့ပေါ်တာလားနားနဲ့အတန်နဲ့တိုက်လို့လားနားနဲ့အတန်နဲ့တိုက်လို့ပါဗျာပုဂ္ဂိုလ်တ attva ပေါ်တာလားကြားနဲ့ကြားစိတ်ကလေးပေါ်သွားတာလားကြားစိတ်ကလေးပေါ်သွားတာပေါ်လာတဲ့ကြားစိတ်ကိုညင်နဲ့ကတ်ကြည့်စမ်းရှိသေးသလားရှိပါဘူးကြားတော့မှမကြားဘူးလားကြည့်လိုက်တော့ညင်လေးနဲ့ကြည့်လိုက်တော့ရှိတာတွေ့သလားမရှိတာတွေ့သလားမရှိတာတွေ့နေတဲ့ဒီစိတ်ငါစိတ်လုံးလို့ရသေးသလားလူချင်းတဲ့လောဘစိတ်လုံးလို့ရသေးသလားမကျင်တဲ့ဒေါသစိတ်လုံးလို့ရသေးသလားတွေ့ဝေတဲ့မောဟစိတ်ပေါ်ခွင့်ရသေးသလားတခြားကိုမိအောင်ကြည့်လို့လားစိတ်ကိုမိအောင်ကြည့်လို့လားစိတ်ကိုမိအောင်ကြည့်လိုက်တော့စိတ်ကိုတွေ့တာလားစိတ်ရဲ့အပြက်ကိုတွေ့တာလားပြန်ပြောမယ်စိတ်ကိုတော့မကြည့်ဘူးလားစိတ်ကိုတွေ့တာလားစိတ်ရဲ့မရှိတာလေးကိုသိတာလားကြည့်လိုက်ရှိသေးသလားမရှိတော့ဘူးလို့သိနေတဲ့ဒီစိတ်လောဘဒေါသမောဟဆိုတဲ့ကိလေသာကတ်ခွင့်ရသေးသလားမရပါဘူးစိတ်တော့မရှိဘူးလားရှိပါတယ်ဘယ်ချိန်မှရှိတော့အာယုန်နဲ့ဓဝါရတိုက်တဲ့အချိန်ဘယ်ချိန်မှရှိတော့အာယုန်နဲ့ဓဝါရတိုက်တဲ့အချိန်အာယုန်ဆိုတာဒုတိယနော်အာယုန်ဆိုတာမသိဘူးလားသိပါတယ်ဆိုလိုက်စမ်းရူပါယုန်တတ္တာယုန်ခန္ဓာယုန်ရတ္တာယုန်ဖုဒ္ဓဘာယုန်ဓမ္မာယုန်ပြန်ပြောရူပါယုန်ခန္ဓာယုန်ခန္ဓာယုန်ရတ္တာယုန်ဖုဒ္ဓဘာယုန်ဓမ္မာယုန်မြန်မာလူလေးပြောမိအစင်းအတန်အနဲ့အရာသာတွေ့ထိစရာကြံရည်စရာပြန်ပြောအစင်းအတန်အနဲ့အရာသာတွေ့ထိစရာကြံရည်စရာတခြားမှာတိုက်မှာလားဓဝါရမှာတိုက်မှာလားဓဝါရမှာတိုက်မှာဓဝါရကဘယ်သူတွေပါလဲသက္ခုဓဝါရသောတာဓဝါရခန္ဓာဓဝါရဇိဝဓဝါရကာယဓဝါရမနောဓဝါရမြန်မာလူတွေပြောမျက်စိအကြည့်နားအကြည့်နှာခေါင်းအကြည့်လျှာအကြည့်ကိုယ်အကြည့်စိတ်အကြည့်ဟုတ်ပြီနော်ဒါဆိုမျက်စိနားနှာခေါင်းလျှာကိုယ်ဆိုတာတခြားလားဓဝါရလားဓဝါရပါအစင်းအတန်အနံ့အရသာဆိုတာတခြားလားအာယုံလားအာယုံပါတခြားလားအာယုံနဲ့ဓဝါရလားအာယုံနဲ့ဓဝါရမတိုက်တဲ့၍မြင်စိတ်ဆိုတာပေါ်ပါမလား
ကြားစိတ်ဆိုတာပေါ်ပါမလားနာစိတ်ဆိုတာဖြစ်ပါမလားစားစိတ်ဆိုတာပေါ်ပါမလားမပေါ်ဘူးနော်ဒါပေမဲ့မြင်စိတ်ကြားစိတ်နာစိတ်ပေါ်တာပေါ်ခြင်းလို့ပေါ်တာလားအကြောင်းတိုက်လို့ပေါ်တာလားအကြောင်းတရားကိုကြည့်လိုက်တခြားတွေ့တာလားအာယုနဲ့ဓာရတွေ့တာလားမျက်စိနဲ့အစင်းနဲ့တိုက်မြင်စိတ်နားနဲ့အတန်တိုက်ကြားစိတ်နှာခေါင်းနဲ့အနံ့နဲ့တိုက်လျှာနဲ့စားစရာနဲ့တိုက်နားလေတယ်နော်ဒါပေမဲ့အာယုနဲ့ဓာရတိုက်တိုင်းငါပေါ်တာလားစိတ်ပေါ်တာလားအခုတော့စိတ်လို့ပြောတာပေါ့အခုတော့စိတ်လို့ပြောတာငါကိုယ်တိုင်ကြားခဲ့တာနော်ငါလေးဈေးသွားရင်နဲ့ငါကိုယ်တိုင်ငါနားဆက်ဆက်နေကြားခဲ့တာစိတ်ကိုဘာလုပ်လိုက်တာတော့ဟုတ်ပြီနော်ငါမလုပ်ဘူးလားအိုးငါမျက်စိနဲ့တက်အကြီးကိုမြင်တာသူများပြောတာကိုငါကယုံတတ်တဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးအခုကငါမျက်စိနဲ့တက်ငါမြင်ခဲ့လို့ငါသိတာမြင်စိတ်ကိုဘာလုပ်ကြားစိတ်ကိုဘာလုပ်နာစိတ်ကိုဘာလုပ်ဒါကစိတ်ကိုစိတ်လို့မသိလို့ပေါ့စိတ်ကိုမသိလဲတော့တခြားကတ်သွားတာလားဒိဋ္ဌိကတ်သွားတာလားငါဆိုတဲ့ဒိဋ္ဌိကတ်သွားတာဟုတ်ပြီလားဒါဆိုရင်စိတ်ကိုပယ်ရမှာလားဒိဋ္ဌိကိုပယ်ရမှာလားဒိဋ္ဌိကိုပယ်မယ်ဆိုတော့ဘသူကိုမြင်အောင်ကြည့်စိတ်ကိုစိတ်လို့မြင်အောင်ကြည့်လိုက်တော့ငါလို့ပြောချင်ရသေးသလားပေါ်တာကတခြားလားစိတ်လားအလိုလိုပေါ်တဲ့စိတ်လားအကြောင်းတိုင်းလို့ပေါ်တဲ့စိတ်လားအကြောင်းတရားကိုကြည့်လိုက်တော့စက္ခုပဒါရဆိုတဲ့မျက်စိအကြည့်ရဲ့အဆင်းရူပါယုံဆိုတဲ့အာယုံရဲ့မတိုက်ပါလားတိုက်ပါလားဘသူနဲ့တိုက်တာပါလေအာယုံနဲ့ဓဝါရတိုက်တာဘသူနဲ့တိုက်အာယုံနဲ့ဓဝါရတိုက်တော့တခြားပေါ်တာလားစိတ်တွေပေါ်တာလားပေါ်နေတဲ့စိတ်တွေကြည့်ရအောင်မြင်စိတ်ကြားစိတ်နားစိတ်စားစိတ်ဉာဏကံစိတ်တွေးတော့ကြံစည်စိတ်မပေါ်နိုင်တာလားပေါ်နိုင်တာလားပေါ်တာကယောက်ျားမိန်းမပေါ်တာလားစိတ်တွေပေါ်တာလားလိုပေါ်တာလားအကြောင်းတိုင်းလို့ပေါ်တာလားအကြောင်းတရားကတခြားလားအာယုန်နဲ့ဓာရလားအာယုန်ကိုကြည့်လိုက်တော့ရူပါယုန်ဆိုတာအစင်းရူပါယုန်ဆိုတာအစင်းဆိုတော့ယောက်ျားဟုတ်ရဲ့လားမိန်းမဟုတ်ရဲ့လားပုဂ္ဂိုလ်တ attva ဟုတ်ရဲ့လားဒါဆိုယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မဟုတ်တော့ရူပါယုန်အစင်းဓာတ်ဒီတခြားတရားလားရုပ်တရားလားနားလေရင်တော့ဘုံဘုံကနည်းနည်းလမိုင်းတက်သွားရင်မြင်တတ်လို့မြင်ရင်လည်းဘုံဘုံမြင်တယ်ဖေးရလို့ပြောနော်လမိုင်းကတ်သွားရင်မြင်တတ်တယ်ဒါသတိထားဟုတ်ပြီလားအစင်းဆိုတာတခြားတရားလားရုပ်တရားလားမမြင်ဘူးလားမြင်ပါတယ်ဗျာဘာမြင်တာအစင်းဘာမြင်တာတော့အစင်းရိုးရိုးလေးပြောလိုက်စမ်းဘသူကိုမြင်ခွက်ကိုမြင်တာမပြောဘူးလားပြောပါရိုးပြောလိုက်တော့ခွက်မြင်တယ်ပေါ့ပရမတ္တအလုပ်ဝိပဿနာအလုပ်လောက်ကြမယ်တို့တွေကြတော့ခွက်လို့သိရမှာလားအစင်းရူပါယုံလို့သိနေရမှာလားအစင်းရူပါယုံဆိုတာတခြားတရားလားရုပ်တရားလားတခြားမှာတိုက်မှာလားမျက်စိအကြည့်မှာတိုက်မှာလားစက္ခုဓာရလို့ခေါ်တော့မျက်စိအကြည့်ကလည်းယောက်ျားလားမိမလားပုဂ္ဂိုလ်တ attva လားဒါကမျက်စိအကြည့်လွာလေးဒီတခြားတရားလားရုပ်တရားလားမျက်စိအကြည့်နဲ့အဆင်းနဲ့မတိုက်မှလားတိုက်မှလားမျက်စိအကြည့်နဲ့အဆင်းဆိုတာတခြားတရားလားရုပ်တရားလားရုပ်နှစ်ခုမတိုက်ဘူးလားရုပ်နှစ်ခုတိုက်တော့ယောက်ျားတွေပေါ်လာသလားမိန်းမတွေပေါ်လာသလားပုဂ္ဂိုလ်တ attva တွေပေါ်လာသလားအိုးအိမ်တိုက်တာတွေပေါ်လာသလားဘာပေါ်လာလဲစိတ်ပေါ်လာတယ်ဘာပေါ်လာလဲစိတ်ပေါ်လာတယ်လို့ဒီလိုလေးပြောလိုက်တော့ဘာပေါ်လာတယ်စိတ်ပေါ်လာဒါကဒီစိတ်အလိုလိုပေါ်တဲ့စိတ်လားအာယုန်နဲ့ဓာရတိုက်လို့ပေါ်တာလားအာယုန်နဲ့ဓာရတိုက်တိုင်းသားတွေသမီးတွေပေါ်တာလားစိတ်ပေါ်တာလားစိတ်ပေါ်တာပါဗျာဘုံကဒီလိုလေးဆိုနောက်ကဆိုခိုင်းတာနော်အာယုန်ဓာရ
တွေးဆုံးကမုတ်ချစိတ်ပေါ်လာအာယုံ द्वार အာယုံ द्वार ဆိုတာသိတယ်နော်အာယုံဆိုတာအဆင့်ရူပါယုံ द्वार ဆိုတာစက္ခုပတာရမျက်စိအကြည့်မတိုက်မှလားတိုက်မှလားတိုက်တော့တခြားပေါ်မှလားစိတ်တွေပေါ်လာတာလားအာယုံ द्वार တွေးဆုံးကမုတ်ချစိတ်ပေါ်လာအာယုံနဲ့ द्वार တိုက်တော့ဘာပေါ်တယ်စိတ်ဆိုတာတခြားတရားလားနန္တရားလားအလိုလိုပေါ်တဲ့နန္တရားဟုတ်ရဲ့လားအလိုလိုပေါ်တဲ့နန္တရားမဟုတ်ဘူးနော်အကြောင်းတရားကြည့်လိုက်တော့အာယုံဆိုတဲ့အဆင့်ယုတ် द्वार ဆိုတဲ့အကြည်ယုတ်တခြားတရားလားအကြောင်းတရားလားအကြောင်းတရားကစက္ခု द्वार နဲ့ရူပါယုံအဆင့်မတိုက်မှလားတိုက်မှလားဩအကြောင်းတရားတွေ့ပြီအကြောင်းတရားကတခြားတရားလားယုတ်တရားလားသူတို့နှစ်ခုအကြောင်းတက်လိုက်တော့တခြားပေါ်တာလားမြင်စိတ်တွေပေါ်တာလားပေါ်လာတဲ့စိတ်ကအကြောင်းတရားလားအကျိုးတရားလားဩအကြောင်းနဲ့အကျိုးပဲ द्वार နဲ့အာယုံ द्वार နဲ့တခြားတရားလားယုတ်တရားလားသူတို့နှစ်ခုတက်လိုက်တော့ပေါ်လာတဲ့စိတ်ကအကျိုးတရားနန္တရားအကျိုးဆိုတဲ့နန္တရားဟုတ်ပြီလားယောက်ျားမိန်းမပေါ်တာလားယုတ်နေနံပေါ်တာလားနားလေလားရမလားယောက်ျားမိန်းမမြင်တာလားယုတ်နံပေါ်သွားတာလားယုတ်နံပေါ်တာကိုယုတ်နံပေါ်တယ်လို့မသိတော့ငါမြင်တယ်ငါကြားတယ်လို့တက္ကာယဒိဋ္ဌိတန်လန်းကြီးနဲ့ဘဝတန်တရာမှာမကျင်လည်နေရတာလားကျင်လည်နေရတာလားတို့မှာစက္ခုပတာရဆိုတဲ့အကြည်လေးကအဆင့်ရူပါယုံကိုမတိုက်မှလားတိုက်မှလားမတိုက်ရှင်လို့ရပါမလားမတိုက်ဘဲကုန်ဒီရဲ့လားတိုက်မှာပဲပေါ်မှာပဲတိုက်မှာပဲပေါ်မှာပဲဘယ်သူနဲ့တိုက်မလို့အာယုံနဲ့ द्वार တိုက်မယ်ဘာတွေပေါ်လာမလို့မြင်စိတ်ကြားစိတ်နာမ်စိတ်စားစိတ်ရနာကောင်းစိတ်မပေါ်ခြင်းလို့ရပါမလားပယ်လို့ကောရပါမလားမပေါ်ခြင်းလို့လည်းမရဘူးပယ်လို့လည်းမရဘူးပြန်ပြောမျက်စိနဲ့အဆင်းနဲ့တိုက်တဲ့မြင်စိတ်ပေါ်တယ်ပေါ်လာတဲ့မြင်စိတ်ကိုပယ်ကြည့်စမ်းပယ်လို့ရပါမလားမရပါဘူးသူ့ရဲ့ဓမ္မနိယာမသဘောတရားအရာအာယုန်နဲ့ द्वार တိုက်တော့မြင်စိတ်ပေါ်သည်ပြောအာယုန်နဲ့ द्वार တိုက်တော့မြင်စိတ်ပေါ်သည်အာယုန် द्वार တွေးဆုံးကမုတ်ချစိတ်ပေါ်လာဘာလေးပေါ်လာတာတော့စိတ်ပေါ်ရာတိစိတ်ပေါ်ရာတိပြန်ချကြည့်ပြန်ချတဲ့အလုပ်ကိုတို့ကမလုပ်လို့ပေါ်ရာကဘာလေးပေါ်တာတော့ပေါ်လာတဲ့စိတ်ကိုစိတ်လို့သိဖို့မလိုဘူးလားစိတ်ကိုစိတ်လို့သိလိုက်တော့သိလိုက်တဲ့ဒီစိတ်အသိကြီးအောင်မှာဒီစိတ်ရှိသေးသလားဘယ်ရောက်သွားတော့ပြက်သွားတယ်ဘယ်ရောက်သွားတော့ပြက်သွားတဲ့စိတ်မြဲတယ်တရားလားမမြဲတယ်တရားလားမမြဲတဲ့ဒီစိတ်ပေါ်လိုက်ပြောင်းလိုက်ပေါ်လိုက်ပြောင်းလိုက်ပေါ်လိုက်ပြောင်းလိုက်တခဏတည်းလားခဏတိုင်းလားတခြားလားဆင်းရဲတဲ့သဘောလားဟဲ့စိတ်ကလေးမပေါ်နဲ့ငါအလိုကြနေစားဟိဒီနားလေးမှာနေစားဟိငါအလိုကြကိုဖြစ်ရလားအတ္တလားအနတ္တလားမမြဲလို့အနိစ္စဆင်းရဲလို့ဒုက္ခကိုယ်အစိုးမရလို့အနတ္တဟုတ်ပြီလားစိတ်ပေါ်ရာတိပြန်ချကြည့်စိတ်ပေါ်ရာတိပြန်ချကြည့်ငါစိတ်နော်လာမဆန်းနေငါစနေလားစိတ်ကြီးတယ်ငါ့ကိုစိတ်ဆိုးအောင်မလုံးနဲ့စိတ်ကိုဘာလို့လိုက်တာတော့ဘာကိုဘာလို့မသိလို့စိတ်လို့မသိတော့စိတ်ကိုငါဆွဲမဆွဲဘူးလားငါဆွဲဆိုတာတခြားလားဒိဋ္ဌိလားစိတ်ကိုပယ်ရမှာလားဒိဋ္ဌိကိုပယ်ရမှာလားဒိဋ္ဌိကိုပယ်မယ်ဆိုတော့ဘသူကိုမြင်အောင်ကြည့်စိတ်ကိုမြင်အောင်ကြည့်စိတ်ကလေးကမပေါ်ဘူးလားပေါ်လိုက်တဲ့စိတ်ရှိမရှိဒီစိတ်ကလေးပေါ်ရုံပြောက်ရုံဒီစိတ်ကလေးလေဘယ်လိုလဲတော့ပေါ်ရုံပြောက်ရုံ
ပေါ်လဲပေါ်တယ်ပေါ်ယုံပြောက်ယုံရှိမနေပုံပေါ်လဲပေါ်တယ်ပြောင်းလဲပြောက်တယ်သူမရှိတော့ဘူးလို့မြင်လေးနဲ့မသိနေရမှာလားသိနေရမှာလားဒီကဲဆိုစိတ်ကလေးမရှိတော့ဘူးလို့မြင်ကလေးနဲ့သိနေတော့လောဘဆိုတဲ့စိတ်ပေါ်ခွင့်ရသေးသလားလောဘဆိုတဲ့စိတ်ကဟာဒီလူသားကိုနှိမ့်ဆက်လို့ရသေးသလားဒေါသကနှိမ့်ဆက်လို့ရသေးသလားမောဟကနှိမ့်ဆက်လို့ရသေးသလားတခြားငြိမ်းနာလားကိလေသာတွေငြိမ်းနာလားကိလေသာငြိမ်းနာနိဗ္ဗာန်ပြောကိလေသာငြိမ်းနာနိဗ္ဗာန်နိဗ္ဗာန်လေးလို့ဆိုတော့ဉာဏ်အားဖြင့်မျက်မှောက်ပြုတဲ့နိဗ္ဗာန်ဘာလဲတော့ဉာဏ်အားဖြင့်မျက်မှောက်ပြုတဲ့နိဗ္ဗာန်အဲ့ဒါကိုစိုင်းလေးနဲ့ထဲထဲဝါပြောလိုက်ပြန်တော့မရှိကြီးတဥပါဒိတေတနိဗ္ဗာန်ပြောတဥပါဒိတေတနိဗ္ဗာန်စာလုံးသုံးလိုက်တော့တဥပါဒိတေတမြန်မာလူလေးပြောလိုက်တော့စိတ်အစဉ်မှာကိလေသာငြိမ်းအေးတဲ့နိဗ္ဗာန်ဘာလဲတော့ဟိစိတ်အစဉ်မှာကိလေသာငြိမ်းအေးတဲ့နိဗ္ဗာန်ဒါဆိုစိတ်အစဉ်မှာကိလေသာငြိမ်းစေတဲ့နိဗ္ဗာန်ကိုရောက်ဖို့အတွက်ကိလေသာကိုငြိမ်းအောင်မလုပ်ရမလားကိလေသာငြိမ်းအောင်လုပ်မယ်ဆိုတော့တခြားကိုမြင်အောင်ကြည့်မလားစိတ်ကိုမြင်အောင်ကြည့်မလားစိတ်ဆိုတာတခြားတရားလားနံတရားလားအလိုလိုပေါ်တဲ့နံတရားလားအကြောင်းတိုက်လို့ပေါ်တဲ့နံတရားလားအကြောင်းတရားကဘယ်သူနဲ့ဘယ်သူအစင်းဆိုတဲ့ယုတ်အာယုံဆိုတဲ့ယုတ်ဓဝရဆိုတဲ့ယုတ်နှစ်ခုမတိုက်ဘူးလားအကြောင်းတရားယုတ်ကြောင့်အကျိုးတရားနံဒီမပေါ်ရတာလားပေါ်ရတာလားတခြားပေါ်နေတာလားယုတ်နံပေါ်နေတာလားဒီယုတ်ဒီနံကြီးတော့ပေါ်နေတယ်ကိလေသာတွေငြိမ့်နေတယ်ယုတ်နံတော့ပေါ်နေတယ်ယုတ်နံတော့ကိလေသာကတော့ငြိမ့်နေတယ်ဘုံပြောတာနားလေလားယုတ်နံကတော့မပေါ်ဘူးလားကိလေသာတော့ဒါဆိုကိလေသာငြိမ့်တဲ့နိဗ္ဗာန်ယုံနာဆိုတဲ့ခန္ဓာကြီးတော့မရှိဘူးလားရှိပါတယ်ယုံနာဆိုတဲ့ခန္ဓာကြီးတော့ရှိသေးတယ်နော်ခန္ဓာရှိပြီးရှင်ညာတော့လေအဲ့ဒီယုံနာခန္ဓာရဲ့အပေါ်မှာလောဘဒေါသမောဟမာနအတ္တဆိုတဲ့ကိလေသာတရားတွေကိုဉာဏ်အားဖြင့်ပယ်တတ်ထားတော့တဥပါဒိတေတနိဗ္ဗာန်ကိလေသာငြိမ်းအေတဲ့နိဗ္ဗာန်ပြောကိလေသာငြိမ်းအေတဲ့နိဗ္ဗာန်ဒီမဲ့ယုံနာကြီးရတော့မရှိဘူးလားယုံနာဆိုတာခန္ဓာကြီးရတော့မရှိဘူးလားဒါတွေငြိမ်းနေတော့ကိလေသာငြိမ်းနေတော့ဒီခန္ဓာကိုယ်ကြီးတနေ့မို့တနေ့မသိရမှလားသိရမှလားသိရမှာပါဘာတွေငြိမ်းပြီးတော့သိတာပါလေကိလေသာငြိမ်းပြီးတော့သိတဲ့ခန္ဓာနောင်ခန္ဓာရပါဦးမလားဘာငြိမ်းတာလို့ကိလေသာငြိမ်းတဲ့ခန္ဓာကြီးမသိရမှလားသိရမှလားသိရမှာပါကိလေတို့ဗုဒ္ဓတတ်တော်35နှစ်အရွယ်မှာကိလေသာကိုမြုံမှုန့်မြမရှိအောင်မပယ်တတ်တာလားပယ်တတ်တာလားပယ်တတ်တာပါကိလေသာငြိမ်းတော့နိဗ္ဗာန်ကိုမရောက်တာလားရောက်တာလားရောက်ပါဘူးတဥပါဒိတေတနိဗ္ဗာန်ပေါ့တတ်တော်35နှစ်လေခန္ဓာကြီးယုံနာကြီးခန္ဓာဆိုတဲ့ယုံနာကြီးတော့မရှိဘူးလားဘာငြိမ်းတဲ့ခန္ဓာကိလေသာငြိမ်းတဲ့ခန္ဓာကိုတတ်တော်80ဝါတော်45ရောက်တဲ့ခါကျတော့မသိရတာလားသိရတာလားသိရပါနားလည်အောင်ပြောလိုက်တာနော်ဖယားဆိုတော့ရွရွသေးသေးပြောမယ်ဆိုတော့ပရိနိဗ္ဗာန်စံတာပေါ့နားလည်အောင်ပြောလိုက်တော့တခြားလားသိရတာလားသိရပါဘာဖြစ်လို့သိရတာပါလဲခန္ဓာရှိလို့ဘာရှိလို့သိရတာပါလဲသို့တော်လည်းဒီခန္ဓာကိုယ်မှာဘာငြိမ်းအောင်အရင်ဆုံးကြိုးစားတာအဲ့လိုကိလေသာငြိမ်းပြီးတော့သိတဲ့ဒီအသေးသည်နောင်ခန္ဓာရပါဦးမလားခန္ဓာစမသိမ့်ဘူးလားခန္ဓာဇာသိမ့်တဲ့နိဗ္ဗာန်ကိုတော့အယောင်နိဗ္ဗာန်နားလေလားအဲ့ဒါနိဗ္ဗာန်ကဘယ်နှမျိုးအမြင်နိဗ္ဗာန်အရောက်နိဗ္ဗာန်ပြောအမြင်နိဗ္ဗာန်အရောက်နိဗ္ဗာန်အမြင်နိဗ္ဗာန်ဆိုတာဘယ်လိုပါလဲကိလေသာငြိမ်းအောင်မကြိုးစားရမှာလားကြိုးစားရမှာလားယုံနဲ့ခန္ဓာကိုယ်ရတော့မရှိဘူးလားရှိပါတယ်ဘာတွေငြိမ်းနေလို့အခုတော့ကိလေသာတွေငြိမ်းပြီလားမငြိမ်းသေးတဲ့ကိလေသာကိုငြိမ်းအောင်တို့ကကြိုးစားရမှာမငြိမ်းသေးတဲ့ကိလေသာကိုငြိမ်းအောင်ကြိုးစားပါဒါဆိုကြိုးစားရင်နဲ့ကိလေသာတွေမငြိမ်းပါလားငြိမ်းပါလားကိလေသာတွေငြိမ်းရင်
တဥပါတိတေတာနိဗ္ဗာန်ဉာဏ်အားဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုတာပေါ့ဘာအားဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုအဲ့ဒါကိုကိလေသာငြိမ်းအေးတဲ့နိဗ္ဗာန်လို့ခေါ်တယ်ဗျဘာနိဗ္ဗာန်လဲတော့ခန္ဓာကိုယ်ကြီးတော့မရှိဘူးလားတွမ်းမှုလာမှုတော့မရှိဘူးလားပြောမှုဆိုမှုမရှိဘူးလားစားမှုတောက်မှုတွေမရှိဘူးလားဘာတွေတော့ငြိမ်းနေတော့သွားတိုင်းကိလေသာပါသေးသလားစားတိုင်းကိလေသာပါသေးသလားကိလေသာမပါဘူးဆိုတော့သွားသိလို့သွားတယ်ဘာတွေတော့သွားခြင်းလို့သွားတာလားသွားသိလို့သွားတာလားဘာတွေငြိမ်းနေတော့ဟဲ့ငါပြောတာနားလေလားသွားခြင်းလို့သွားတယ်ဆိုရင်တော့ဘာညှိနေပြီသွားခြင်းလို့သွားတာလားသွားသိလို့သွားတာလားဘာငြိမ်းပြီးတော့သွားတာပါလေဘာရထားတယ်ခန္ဓာရတာတော့မစားပဲနေလို့ရပါမလားစားခြင်းလို့စားမလားစားသိလို့စားရတာလားမစားဘဲမှနေလို့မှမရပဲမတောက်ဘဲမှနေလို့မှမရပဲဘသူရှိနေလို့ခန္ဓာရှိနေတော့မစားရမှာလားစားရမှာလားမဝိရမှာလားဝိရမှာလားစားခြင်းလို့စားရင်ဝိခြင်းလို့ဝိရင်တချမ်းညှိတာလားကိလေသာညှိနေတာလားကိလေသာညှိတာပါစားသိလို့စားတာဝိသိလို့ဝိတာဆိုတော့ဘာလွတ်နေတော့အဲ့ဒီလိုကိလေသာလွတ်ကင်းတဲ့အလုပ်တွေကိုလောက်ပါများရင်တို့တွေရဲ့စိတ်မှာဘာငြိမ့်သွားမှာတော့တခြားကိုအာယုံပြုမှာလားနိဗ္ဗာန်ကိုအာယုံပြုမှာလားခန္ဓာကိုယ်ကြီးကတော့မရှိဘူးလားဘာတွေတော့ငြိမ့်နေတော့တနေ့မို့တနေ့ဒီခန္ဓာကိုယ်ကြီးကမသေးရမှာလားသေရမှာလားဘာငြိမ့်ပြီးတော့သေမှာပါလေကိလေသာငြိမ့်ပြီးတော့သေတဲ့ဒီအသေးနောက်ထပ်တစ်ပတ်ဘဝအသေးခန္ဓာအသေးခန္ဓာဇတ်မသိမ့်ဘူးလားခန္ဓာဇတ်သိမ့်တာသိမ့်ခြင်းလို့သိမ့်တာလားကိလေသာငြိမ့်လို့သိမ့်တာလားကိလေသာမငြိမ့်တဲ့၍ခန္ဓာဇတ်မသိမ့်ဘူးလို့မှတ်လိုက်ပါခန္ဓာဇတ်သိမ့်တဲ့နိဗ္ဗာန်ရဲ့ကိလေသာငြိမ့်တဲ့နိဗ္ဗာန်ကြီးပြောခန္ဓာဇတ်သိမ့်တဲ့နိဗ္ဗာန်ရဲ့ကိလေသာငြိမ့်တဲ့နိဗ္ဗာန်ဘယ်နိဗ္ဗာန်ကိုရောက်ချင်ကြတော့အဲ့ဒါဘောပဲခန္ဓာဇတ်သိမ့်တဲ့နိဗ္ဗာန်ကိုရောက်ဖို့ကအဓိကမဟုတ်ဘူးဘာငြိမ့်တဲ့နိဗ္ဗာန်ရောက်ဖို့ကအရေးကြီးတာကိလေသာတွေကငြိမ့်နေသမ်းမှာခန္ဓာရပါရသည်ဆူတောင်းစရာလိုသေးသလားခန္ဓာမရသေးနဲ့ဆူတောင်းစရာလိုသေးသလားဘာဒီငြိမ်းအောင်ကြိုးစားတာခန္ဓာဇတ်မသိမ့်ဘူးလားကိလေသာငြိမ်းခန္ဓာဇတ်သိမ့်တဲ့နိဗ္ဗာန်ကိုရဖို့အတွက်တခြားဉာဏ်ပေါ်ကြိုးစားရမှာလားမဲ့ဉာဏ်ပေါ်ကြိုးစားရမှာလားမဲ့ဉာဏ်ပေါ်ကြိုးစားရမယ်နော်ဘာဉာဏ်ပေါ်ကြိုးစားရမယ်မဲ့ဉာဏ်ပေါ်မှာဟရိကိလေသာကိုမဲ့ဉာဏ်ကပယ်မှာဘသူကပယ်မှာတော့ဒါဆိုကိလေသာကိုမဲ့ဉာဏ်ကပယ်မှာဆိုတော့မဲ့ဉာဏ်အိုဖို့မဲ့ဉာဏ်အားကောင်းဖို့အတွက်တခြားအလုပ်ကိုလုပ်ရမှာလားဝိပဿနာလုပ်ကိုအားထုတ်ရမှာလားဘာဉာဏ်ပေါ်ဖို့ဘာလုပ်ကိုလုပ်ရမယ်ဘာဉာဏ်ပေါ်ဖို့ဘာရင်းငြိမ့်ဖို့ကိလေသာငြိမ့်ဖို့မဲ့ဉာဏ်ပေါ်ဖို့လူတာကိလေသာငြိမ့်ဖို့အတွက်မဲ့ဉာဏ်ပေါ်ဖို့လူတယ်နော်မဲ့ဉာဏ်ပေါ်ဖို့အတွက်တို့ကဘာအလုပ်ကိုလုပ်ရမှာပါလဲဒါဆိုရင်ဝိပဿနာအလုပ်ကိုလုပ်တဲ့နေရာမှာအာကြီးတဲ့ဝိပဿနာရဲ့အာသေးတဲ့ဝိပဿနာရဲ့ဘယ်နှမျိုးပါဗျာဘာနဲ့ဘာပါလဲအာကြီးတဲ့ဝိပဿနာရဲ့အာသေးတဲ့ဝိပဿနာရဲ့အာကြီးအာသေးတယ်အာမဲတယ်ပေါ့ဟုတ်မလားဘာအားတွေကြီးတာလဲဘာအားတွေနေတာလဲသိဖို့မလိုဘူးလားလိုပါတယ်ဗျာကဲအားကြီးတဲ့ဝိပဿနာနဲ့အားထုတ်မှသာလေနိဗ္ဗာန်ကိုရမှာမဟုတ်လားအားနေတဲ့ဝိပဿနာနဲ့အားထုတ်လို့ကတော့နိဗ္ဗာန်မရနိုင်ဘူးတော့ဒါဆိုနိဗ္ဗာန်ရဖို့အတွက်ဝိပဿနာလို့ကိုအားထုတ်ကြမယ်ဆိုတော့အားနေတဲ့ဝိပဿနာနဲ့အားထုတ်မှလားအားကြီးတဲ့ဝိပဿနာနဲ့အားထုတ်မှလားအားကြီးတဲ့ဝိပဿနာနဲ့အားထုတ်ရမှာပါဗျာဘာအားကြီးရမှာလဲလို့ဆိုတော့
ဒီဘဝဒီတခန္ဓာလူဘဝရာတို့ဖယားသာသနာနဲ့တွေ့ရတယ်တို့တွေတန်ត្រာဝင်စင်းရကလူကိအောင်ယုံထွက်မယ်ဆိုတဲ့တရားအားတွေကြီးရမယ်ဘာအားတွေကြီးရမှာလဲတရားအားကြီးရမယ်နော်ဖယားတဲ့ကျောင်းဆောင်သင်္ကန်းနေလူဟုတ်မလားအလူတန်းနဲ့မျိုးစုံလူတန်းနေတရားတရားကိုပြောတာမဟုတ်ဘူးနော်လူဘဝရာတို့ဖယားသာသနာနဲ့တွေ့ရတော့သစ္စာတရားတွေနာခွင့်ရတော့ဒီတဘဝဒီတခန္ဓာနဲ့တန်ត្រာဝိစင်းရဲ့ကလွတ်မြောက်အောင်ယုံမယ်ဆိုတဲ့တရားဟုတ်ကလားအဲ့ဒီတရားအားကောင်းဖို့အတွက်ဝိရိယကောမလိုက်ရမလားလိုက်ရမလားလိုက်ရပါဘူးအားကောင်းတဲ့ဝိရိယလိုက်ပြရမယ်တရားအားကလည်းကောင်းမယ်ဝိရိယအားကလည်းကောင်းတယ်တရားအားဝိရိယအားတွေကောင်းဖို့အတွက်တတိအားကလည်းကောင်းရမယ်ဟုတ်ပြီနော်တရားအားတော့ကောင်းခြင်းနဲ့ဝိရိယအားတော့ကောင်းခြင်းနဲ့တတိကလွတ်နေအဲ့ဒီတရားတရားတွေမပြည့်စည်နိုင်တာလားပြည့်စည်နိုင်တာလားဝိရိယတွေကမပြည့်စည်နိုင်တာလားပြည့်စည်နိုင်တာလားဒါဆိုဘာအားကလည်းကောင်းရအောင်ပါတော့ဒါဆိုတတိဝိရိယအားတွေတရားအားတွေမကောင်းရမှာလားကောင်းရမှာလားတရားရဲ့တတိရဲ့ဝိရိယရဲ့အားတွေကောင်းလာပြန်တော့စိတ်ကလေးကတည်တည်ငြိမ်ငြိမ်ပြန့်နေသေးသလားတခြားလားတိကြည်သွားတာလားအဲ့ဒါကိုတမာရီအားကောင်းတယ်ဘာအားကောင်းတယ်တမာရီအားကောင်းတယ်ဟုတ်ပြီနော်တရားအားရဲ့ဝိရိယအားရဲ့တတိအားရဲ့တမာရီအားရဲ့တမာရီအားတွေတက်လာပြီဆိုရင်ပညာဉာဏ်အပိုင်းကတော့မပေါ်နိုင်လားပေါ်နိုင်လားဟေးအားဘဏ္ဍပဘာတွေပါလဲတရားအားဝိရိယအားတတိအားတမာတိအားပညာအားပြန်ပြောဝိရိယအားတတိအားတမာတိအားပညာအားအဲ့ဒီအားငါးပါးနဲ့ကြိုးစားအားထုတ်မှအာကြီးတဲ့ဝိပဿနာမဉဏ်ပေါ်စေနိုင်သောဝိပဿနာတဲ့ဟုတ်ပြီနော်တရားအားကလည်းနေပြီပြောတရားအားလည်းနေဝိရိယအားကလည်းနေပါတတိအားကလည်းနေပါတမာရီအားကလည်းနေပါပညာအားကလည်းနေပါမဉဏ်ပေါ်ပါမလားဘယ်လိုဝိပဿနာလေးလို့ဆိုတော့အားနေတဲ့ဝိပဿနာဘယ်လိုဝိပဿနာပါလဲအားနေတဲ့ဝိပဿနာကုသိုလ်တော့မရဘူးလားမဉဏ်တော့ပေါ်ရဲ့လားမပေါ်ဘူးကုသိုလ်တော့မရဘူးလားမဉဏ်တော့ပေါ်ရဲ့လားဘယ်လိုဝိပဿနာပါလဲအားနေတဲ့ဝိပဿနာဟုတ်ပြီနော်ဒါဆိုတို့ဟန်ဒီဆွေတော်တွေမျိုးတော်တွေကအားကြီးတဲ့ဝိပဿနာနဲ့အားနေတဲ့ဝိပဿနာနှမျိုးရှိတဲ့အထက်မှာအားနေတဲ့ဝိပဿနာနဲ့အလုပ်လုံးမလားအားကြီးတဲ့ဝိပဿနာနဲ့အားထုတ်မလားအားကြီးတဲ့ဝိပဿနာနဲ့အားထုတ်ရမှာပါ။ဉာဏ်ပေါ်ဖို့ဘာကိုသိဖို့ကိလေသာသိဖို့ဘာဉာဏ်ပေါ်အောင်ကြိုးစားမယ်ဘာလို့ကိုအားထုတ်ကြမယ်ဝိပဿနာလို့ကိုအားထုတ်တဲ့နေရာမှာဒိဋ္ဌိနာနာဖြုတ်ရမယ်ဘာကိုနာနာဖြုတ်ရမယ်ဒိဋ္ဌိနာနာဖြုတ်ရမှာဘာဖြစ်လို့ဒိဋ္ဌိနာနာဖြုတ်ရမှာလို့ဆိုတော့အားကြီးတဲ့ဝိပဿနာဖြစ်စေခြင်းလို့ဘာဝိပဿနာဖြစ်စေခြင်းလို့အားကြီးတဲ့ဝိပဿနာဖြစ်စေခြင်းလို့ဘာကိုနာနာဖြုတ်မယ်ဒိဋ္ဌိကိုနာနာဖြုတ်အဲ့တော့ဒိဋ္ဌိက62ပါးရှိတယ်ပေါ့ဒိဋ္ဌိကဘယ်နှပါးရှိတယ်62ပါးတော့ဒိဋ္ဌိက3ပါးပဲပတ်လိုက်သက္ကာယဒိဋ္ဌိတတ္တဝဒိဋ္ဌိဥစေရာဒိဋ္ဌိပြန်ပြောသက္ကာယဒိဋ္ဌိတတ္တဝဒိဋ္ဌိဥစေရာဒိဋ္ဌိပါအဲ့ဒီဒိဋ္ဌိ3ချက်ထဲမှာသက္ကာယဒိဋ္ဌိဒီ main ဘာလဲတော့သက္ကာယဒိဋ္ဌိက main ပါသက္ကာယဆိုတာတခြားတရားလားအရှိတရားလားအရှိတရားရဲ့အပေါ်မှာအမှန်မသိတာတခြားလားဒိဋ္ဌိလားဒိဋ္ဌိပါဗျာတက္ကာယဆိုတာတခြားတရားလားအရှိတရားလားအရှိတရားရဲ့အပေါ်မှာအမှန်မသိအမှန်မိတာအမှန်မသိအမှန်သိနေတာတခြားလားဒိဋ္ဌိလားဒိဋ္ဌိပါဘယ်ပေါ်မှာကတ်တဲ့ဒိဋ္ဌိတက္ကာယရဲ့အပေါ်မှာကတ်တဲ့ဒိဋ္ဌိဘယ်ပေါ်မှာကတ်တဲ့ဒိဋ္ဌိတက္ကာယဆိုတာတခြားတရားလားအရှိတရားလားဟဲ့မျက်လုံးနဲ့အစင်းနဲ့တိုက်မဲ့ဘာစိတ်ပေါ်ယောက်ျားလားမိန်းမလားပုဂ္ဂိုလ်တ attva လားတခြားပေါ်တာလားယုံနေနံပေါ်တာလား
ရောက်လို့အောင်ပြောလိုက်ပြီဟုတ်ပြီလားအစင်းနဲ့စက္ခုအကြီးကရုပ်မြင်နဲ့မြင်စိတ်ကနဲ့မြင်လိုက်တာနဲ့ရုပ်နဲ့နဲ့မြင်လိုက်တာနဲ့ကြားလိုက်တာနဲ့နားလိုက်တာနဲ့စားလိုက်တာနဲ့ထိလိုက်တာနဲ့တွေးလိုက်တာနဲ့ယုံနာသည်မရှိတရားလားအရှိတရားလားအရှိတရားကိုသိဒါလည်းတော့တို့တော်လေးတို့သာတိဆွေတော်လေးမျိုးတော်လေးကအရှိတရားကိုသိတာလားအရှိတရားကိုမသိတာလားအရှိတရားကိုမသိတာတခြားလားအဝိဇ္ဇာလားအဝိဇ္ဇာတင်သလားဖုံးလိုက်ပြန်တော့ငါမြင်တယ်ငါကြားတယ်လို့မဆွဲလန်းတာလားဆွဲလန်းတာလားတခြားလားတဏှာပေါ်သွားတာလားအဝိဇ္ဇာနဲ့တဏှာမပေါ်ဘူးလားတခြားမပေါ်တာလားစိတ်မပေါ်တာလားအဝိဇ္ဇာတဏှာဘာကြောင့်ပေါ်ရတယ်လို့ဆိုတော့အရှိနဲ့အတိမကိုက်လို့ဘာလဲတော့ဟေးမျက်လုံးနဲ့အစင်းနဲ့မတိုင်ဘူးလားဘာစိတ်ပေါ်ပေါ်တာကပြင်စိတ်ပေါ်တာကသိတာကငမ်းမြင်နေပေါ်တာကသိတာကငမ်းမြင်နေနားလေလားနောက်တော့၄ရက်ကျန်သေးတယ်နော်မြင်တာကမြင်စိတ်သိတာကပုဂ္ဂိုလ်တ attva တော့သိတယ်နော်တို့မှနားမပါဘူးလားနားပါတယ်နော်တခြားနဲ့တိုင်းပါလားအတန်နဲ့တိုင်းပါလားဒီယုံကြည်တော့ရိုးရိုးလေးပြောပါတော့လို့ကြားဘူးလားကြားတာကတော့သိတာကဟောဝေးကြားတာကတော့သိလိုက်တာကခွေးလို့မသိဘူးလားကြားတာကတော့သိလိုက်တာကကြားတာကတော့ဆိုတာတခြားလားအတန်ဆိုတာဘာတရားတော့ရုပ်အတန်ဆိုတဲ့ရုပ်ဒီတခြားမှတိုက်ပါလားနားအကြည့်မှတိုက်ပါလားနားအကြည့်ရလဲဘာတရားတော့အတန်ဆိုတဲ့ရုပ်နဲ့နားအကြည့်ဆိုတဲ့ရုပ်မတိုက်ဘူးလားတိုက်တော့ဒေါဆိုတဲ့အတန်မကြားဘူးလားဒေါလို့ကြားလိုက်တာနဲ့တို့ကအတိကဘလို့လိုက်တည်ရုပ်ပေါ်တယ်ရုပ်နာပေါ်တယ်လို့သိတာကခွေးလို့သိလိုက်တာလားပေါ်တာကရုပ်နာပေါ်တာကသိလိုက်တာကခွေးပုဂ္ဂိုလ်တ attva ပညာပေါ်တာကရုပ်နဲ့သိလိုက်တာကပုဂ္ဂိုလ်တ attva ပညာခွေးလို့သိလိုက်ပြီခွေးလို့သိလိုက်တာပုဂ္ဂိုလ်တ attva ပညာကြီးကိုမသိဘူးလားမမြင်ဘူးလားမြင်ပါဗျာဘာရောင်လို့အစိမ်းရောင်ဟုတ်လို့လားအစိမ်းရောင်ဆိုတာပညာအစိမ်းရောင်ဆိုတာပညာပါဗျာအစိမ်းရောင်လားအဆင်းလားအဆင်းဆိုတာယောက်ျားလားရုပ်တရားလားပုဂ္ဂိုလ်တ attva လားရုပ်တရားလားရုပ်ကိုရုပ်လို့မသိလိုက်တော့ထွက်အစိမ်းရောင်လေးပညာကိုတတ်မသိဘူးလားဒါကအရှိတရားကတခြားပေါ်တာလားရုပ်နေတာပေါ်တာလားသိလိုက်တာကခွက်အစိမ်းလေးလို့မသိဘူးလားအရှိနဲ့အသိကပ်ရဲ့လားအဲ့ဒါလေးကိုထင်ရှားအောင်လို့ဒီယုံကြည်လောစီယိုတို့လို့စီယဒီကဲလို့ကြားလိုက်တာနဲ့ဘယ်လိုသိကြောင်လို့ပြောတာလားဟုတ်ပါခွေးလို့ပြောတာလားဟုတ်ပါခွေးလို့လည်းမပြောဘူးကြောင်လို့လည်းမပြောဘူးစီယဒီကဲဆိုတဲ့အတန်ဒီဘယ်သူမှတိုက်ကြားစိတ်ကလေးမပေါ်ဘူးလားကဲဆိုတဲ့အတန်ဒီကြားလိုက်တာရှိသေးလားရှိပါဘူးဒါကြားတဲ့ကြားစိတ်ဒီတခြားတရားလားနံတရားလားကဲဆိုတဲ့အတန်ဒီရုပ်တရားဒါဆိုနားမှာဘယ်သူနဲ့ဘယ်သူပေါ်သွားနားမှာဘယ်သူနဲ့ဘယ်သူပေါ်တာတော့နားမှာပေါ်တာကယုံနံမနောကသိလိုက်တာကကြောင်နားမှာပေါ်တာကမနောကသိလိုက်တာကနားမှာပေါ်တာကတော့ယုံနံမနောကသိလိုက်တာကခွေးအရှိနဲ့အတိကြိုက်တယ်အရှိနဲ့အတိမကြိုက်သည့်အတွက်ကြောင့်အဝိဇ္ဇာနဲ့တဏှာပေါ်ခွင့်ရသွားသည်ဘာနဲ့ဘာပေါ်ခွင့်ရသွားသည်အဝိဇ္ဇာနဲ့တဏှာဆိုတာတခြားတရားလားမူလနှစ်ဖြာလားအဲ့ဒီမူလနှစ်ဖြာကိုဝိပဿနာဉာဏ်နဲ့မပယ်တတ်ရမှာလားပယ်တတ်ရမှာလား
ပေတနဲ့ရောကြိုးစားကြပါလို့တိုက်တွန်းဆန္ဒပြုရင်းတာဓုကိုတော့ကြပါအောင်စို့